Stack Brother ပြောပြမယ်ကုမ္ပဏီတစ်ခုမှာဝန်ထမ်း200ရှိတယ်အားလုံးကို network တစ်ခုတည်းနဲ့ချိန်ထားရင်ဘာဖြစ်မလဲလုံခြုံရေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်အကုန်လုံးပြဿနာတက်လာမယ်ဒီပြဿနာကိုဖြေရှင်းတဲ့နည်းပညာက subnetting မှာ subnetting ဆိုတာ network တစ်ခုကြီးကိုအပိုင်းလေးသေးလေးတွေခွဲထုတ်တဲ့နည်းလမ်းမှာဥမာရုံးခန်းကြီးတစ်ခုကိုမြင်ကြည့်ပါစီမံခန့်ခွဲရေးဌာန management ကိုယ်ပိုင်အခန်း ID ဌာနကိုယ်ပိုင်အခန်းအယောင်းဌာန sales ကိုယ်ပိုင်အခန်းဧည့်သည် Wi-Fi တီးကြအခန်းဒီဌာနတွေကိုခွဲထားရင် ID ဌာနကကိုယ်ပိုင် server တွေထားလို့ရတယ်ဧည့်သည်တွေချိတ်တဲ့ Wi-Fi က company data ကိုမကြည့်ရအောင် sales ဌာနက network ပြဿနာတက်ရင် ID ဌာနကမထိရဘူး subnet mark ဆိုတာဒီအခန်းရဲ့နယ်နိမိတ်မြင်းမှာ 192.168.1.0/24 equal to management IB 192.168.1.1 ကနေ 192.168.1.254 192.168.2.0/24 equal to ID department IB 192.168.2.1 ကနေ 192.168.2.254 192.168.3.0/24 equal to sales department ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1 အိမ်မှာ smart TV IoT devices smart board camera တွေချိတ်တဲ့အခါသူတို့အတွက်တီးခြား subnet guest network ခွဲထားပါဒါဆိုရင်ဒီ device တွေကို hacker ချိုးဖျက်လို့ရရင်တော့သင် laptop ထက်က data ကိုမရောက်နိုင်ဘူး Senior tip number 2ကုမ္ပဏီမှာအလုပ်လုပ်ရင် department အလိုက် subnet ခွဲထားတာကိုတွေ့ရင်ဒီမှာ network segmentation ကောင်းကောင်းလုပ်ထားတယ်ဆိုတာသိလာမယ် Senior tip number 3 IP address တွေကုန်လူနီးပြီဆိုရင် subnet mask ကိုပြောင်းပြီး network ကိုချဲ့နေသိလာမယ် Advantage လုံခြုံရေးပိုကောင်းတယ် network traffic ပိုစနစ်ကြတယ်ပြဿနာတက်ရင်သက်ဆိုင်ရာ subnet ပဲထိခိုက်တယ် Disadvantage စီမံခန့်ခွဲရတာပိုရှုပ်တယ် router firewall တွေမှာပိုပြီးချိတ်နေရတယ်ဒီနေ့သင်ယူလိုက်တဲ့ subnetting ဆိုတဲ့အခြေခံဟာလာမယ့်6လအကြာမှာသင်ကကုမ္ပဏီတစ်ခုရဲ့ network infrastructure ကို design ဆွဲပေးရတဲ့အခါအခြေခံအုံးမြစ်ဖြစ်လာလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tips တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တစ်နေ့9မိနစ်တစ်ပတ်3ချိန်တစ်လဆိုရင်တစ်နာရီတစ်နှစ်ဆိုရင်နာရီပေါင်း130လေ့လာပြီးသားဒီ130နာရီအတွင်းမှာသင်ဟာအိမ်သုံး network ကနေကုမ္ပဏီသုံး enterprise network အထိ design ဆွဲနိုင်လာမယ်subnetting, VLAN, routing စတဲ့အဆင့်မြင့် networking concepts တွေကိုလက်တွေ့သုံးတက်လာမယ် network security ကို professional level နဲ့စီမံနိုင်လာမယ်အတွေ့အကြုံ3နှစ်ရှိတဲ့ network engineer တွေနဲ့ရင်ပေါင်တန်းနိုင်တဲ့ knowledge ကိုပိုင်ဆိုင်လာမယ်ဒီချိန်လဲကိုရင်းနှီးမြှုပ်နှံထားရင်နောက်တစ်နှစ်မှာသင်ဟာကုမ္ပဏီတစ်ခုရဲ့ network ကိုတာဝန်စီမံနိုင်တဲ့ senior technician တယောက်ဖြစ်နေပါပြီနေ့စဉ်9မိနစ်စာဒီလို ID ခြေခံတွေကိုလေ့လာပြီး senior ID technician ဖြစ်ဖို့ follow လုပ်ထားပါဦးမယ်